ဆရာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ how adjective အတွဲလေးတွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာဆရာမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဆရာမျှဝေပေးခြင်းတဲ့အတွဲလေးကတော့ how tall ဆိုတဲ့အတွဲလေးဖြစ်ပါတယ်ဟုတ်ပြီနော်ဆရာတို့က how tall ကိုဘယ်အချိန်မှာအသုံးပြုမလဲဆိုရင်ဒီလူတစ်ယောက်ရဲ့အရက်အမြင့်ကိုမေးခြင်းတဲ့အခါမှာဆရာတို့က how tall ကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဆရာတို့ဥပမာလေးတွေနဲ့တွေ့ကြည့်အောင်Number 1 How tall are you မင်းအရက်ဘယ်လောက်ရှည်လဲဟုတ်ပြီနော် How tall are you မင်းအရက်ဘယ်လောက်ရှည်လဲဟုတ်ပြီနော် Number 2ကိုဆရာတို့ဆက်ကြည့်အောင် How tall is your brother How tall is your brother မင်းအကိုကအရက်ဘယ်လောက်ရှည်လဲမင်းအကိုကအရက်ဘယ်လောက်ရှည်လဲဟုတ်ပြီနော်ဆရာတို့ Number 3ကိုဆက်ကြည့်အောင် How tall is she How tall is she သူမကအရက်ဘယ်လောက်ရှည်လဲသူမကအရက်ဘယ်လောက်ရှည်လဲဟုတ်ပြီနော်ဆရာတို့က how tall ကိုဘယ်အချိန်မှာအသုံးပြုမလဲဆိုရင်လူတစ်ယောက်ရဲ့အရက်အမြင့်ကိုမေးချင်တဲ့အခါမှာဆရာတို့က how tall ကိုအသုံးပြုလို့ရပါတယ်ဒုတိယတစ်ခုဆရာမျှဝေပေးမယ့်အတွဲလေးကတော့ how expensive ဆိုတဲ့အတွဲလေးဖြစ်ပါတယ်ဆရာတို့က how expensive ကိုဘယ်အချိန်မှာအသုံးပြုမလဲဆိုရင်တစ်ခုခုကဘလောက်ဈေးကြီးလဲလို့မေးချင်တဲ့အခါမှာဆရာတို့က how expensive ကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဆရာတို့ဥပမာလေးတွေနဲ့တွေ့ကြည့်အောင် Number 1 How expensive is your phone မင်းရဲ့ဖုန်းကဘလောက်ဈေးကြီးလဲ How expensive is your phone မင်းရဲ့ဖုန်းကဘလောက်ဈေးကြီးလဲဟုတ်ပြီနော်ဆရာတို့ Number 2ကိုဆက်ကြည့်အောင် How expensive is this car How expensive is this car ဒီကားကဘလောက်ဈေးကြီးလဲဒီကားကဘလောက်ဈေးကြီးလဲဟုတ်ပြီနော်ဆရာတို့ Number 3ကိုဆက်ကြည့်အောင် How expensive is this painting How expensive is this painting ဒီပကြီးကားကဘလောက်ဈေးကြီးလဲဒီပကြီးကားကဘလောက်ဈေးကြီးလဲဟုတ်ပြီနော်ဆရာတို့ how expensive ကိုဘယ်အချိန်မှာအသုံးပြုမလဲဆိုရင်တစ်ခုခုကိုဘလောက်ဈေးကြီးလဲလို့မေးချင်တဲ့အခါမှာဆရာတို့ how expensive ကိုအသုံးပြုလို့ရပါတယ်နောက်ဆုံးတစ်ခုဆရာမျှဝေပေးခြင်းတဲ့အတွဲလေးကတော့ how difficult ဆိုတဲ့အတွဲလေးပဲဖြစ်ပါတယ်ဆရာတို့က how difficult ဆိုတဲ့အတွဲလေးကိုဘယ်အချိန်မှာအသုံးပြုမလဲဆိုရင်တစ်ခုခုကဘလောက်ထိခက်လဲလို့မေးချင်တဲ့အခါမှာဆရာတို့က how difficult ကိုအသုံးပြုလို့ရပါတယ်ဆရာတို့ဥပမာလေးတွေနဲ့တူကြည့်အောင် how difficult is this exam ဒီစာမေးပွဲကဘလောက်ခက်လဲ how difficult is this exam ဒီစာမေးပွဲကဘလောက်ခက်လဲဟုတ်ပြီနော်ဆရာတို့ number 2ကိုဆက်ကြည့်အောင် how difficult is your question how difficult is your question မင်းရဲ့မေးခွန်းကဘလောက်ခက်လဲမင်းရဲ့မေးခွန်းကဘလောက်ခက်လဲဟုတ်ပြီနော်ဆရာတို့နောက်ဆုံးတစ်ခုကိုဆက်ကြည့်အောင် how difficult is his final exam how difficult is his final exam သူ့ရဲ့နောက်ဆုံးစာမေးပွဲကဘလောက်ခက်လဲသူ့ရဲ့နောက်ဆုံးစာမေးပွဲကဘလောက်ခက်လဲဟုတ်ပြီနော်ဆရာတို့က how difficult ကိုဘယ်အချိန်မှာသုံးမလဲဆိုရင်တစ်ခုခုကဘလောက်ခက်လဲလို့မေးချင်တဲ့အခါမှာဆရာတို့က how difficult ကိုအသုံးပြုလို့ရပါတယ်